ယောက်ျားကသူ့မိန်းမရဲ့အဝတ်အစားတွေချမ်းမှာငွေရည်ကွန်းတက်တဲ့ကိုထိတ်လန့်စွာတွေ့လိုက်ရတယ်သူ့မိန်းမကတော့အပြစ်ကင်းစင်ဟန်ဖြင့်အိမ်ထဲကိုငွေဝင်ပြီးအရေကွန်းလာလဲထားတာနေမှာမောင်ရဲကိုဆိုတယ်ဒီလိုနဲ့ယောက်ျားဖြစ်သူကဒီကိစ္စကိုသူ့ညီဖြစ်သူညီကောင်းကိုတိုင်ပင်လိုက်ပါတယ်ညီကောင်းကအလေးအနက်ထားပြီးတတိပေးစကားဆိုလာတယ်အကိုမင်းမိန်းမကလူမဟုတ်ဘူးငွေတကောင်ကျင့်နိုင်တယ်ယောက်ျားကတော့ဒီစကားကိုလုံးဝလက်မခံခဲ့ပါဘူးဒါပေမဲ့ညီကောင်းကတစ်တော်ဘူးလေးတဘူးကိုလက်ဆောင်ပေးရင်းမှားလိုက်တယ်ဒါကိုတော့ကိုတဲ့မကွာဆောင်ထားပါကိုအရေးကြီးတဲ့အချိန်မှာအသက်ကိုကယ်နိုင်လိမ့်မယ်လို့ပြောပြီးပြလိုက်တယ်အစပိုင်းမှာတော့ယောက်ျားကဒါကိုကလေးကလားလက်တွေပဲထင်ခဲ့တာပါဒါပေမဲ့အဲ့ဒီညသူ့မိန်းမရဲ့ကြောပြင်ကိုမတော်တဆဆမ်းမိလိုက်ချိန်မှာတော့သူ့လက်ဖွားအောက်မှာအေးဆက်ပြီးချောမွေ့နေတဲ့အရာတစ်ခုကိုခန်းစားလိုက်ရတယ်သူကတုံရင်နေတဲ့အတန်းနဲ့ဒါဘာကြီးလဲလို့မေးလိုက်ရသူ့မိန်းမကရဲချဲချဲနဲ့လန့်သွားတာလားကစားစရာနဲ့နောက်တာပါလို့ပြန်ဖြေပြီးကစားစရာမွေးတကောင်ကိုထုတ်ပြလိုက်တယ်ဒါပေမဲ့ယောက်ျားရဲ့စိတ်ထဲမှာတော့တန်ခါမကင်းဖြစ်လာတယ်သူ့စိတ်ထဲမှာငါမိန်းမကအရင်ကမွေးကိုအကြောက်ဆုံးမဟုတ်ဘူးလားအခုမှဘာလို့ဒီလိုလုပ်ရတာလဲလို့တွေးနေမိတယ်ဒီအချိန်မှာပဲညီကောင်းတဲ့တတိပေးစကားကသူ့ခေါင်းထဲကိုပြန်ရောက်လာတယ်သူတိတ်တိတ်လေးဂရင်ဘော်ကထပ်ပြီးညီကောင်းပေးတဲ့တစ်သားဘူးကိုယူကရေချိုးခန်းထဲကိုဝင်သွားလိုက်တယ်ဘူးလေးပွင့်သွားတာနဲ့ကက်မုံရဲ့ပြင်းရှာတဲ့အနံ့ကသူ့နှာခေါင်းထဲကိုတူးဝင်လာတယ်ဘူးထဲမှာအပြည့်အထည်ထားတာကကက်မုံနဲ့ထင်းနေတယ်ယောက်ျားကမိဖိုးချောင်တဲ့ဝင်းရေနေအိုးထဲကိုကက်မုံတွေလောင်းထည့်လိုက်ပြီးနောက်သူ့မိန်းမကိုတစ်ခွက်ထုတ်ချလိုက်တယ်မထင်မဖေးရေတောက်ပြီးသွားတဲ့အချိန်သူ့မိန်းမစီကကြောက်ရှာကောင်းတဲ့ပြောင်းလဲမှုတစ်ခုစတင်လာပြီးနာကျင်စွာအော်ဟစ်လိုက်တန်းကိုကြားလိုက်ရတယ်ရှင်ရေထဲမှာဘာတွေထည့်လိုက်တာလဲ